Twitter Trish တွေခေါ်တာက Trish နဲ့တူတူရှိနေပါတယ်ဒီဘက်မှာကြလို့ရှိရင် Trish က present perfect tense လေးအကြောင်းကိုပြောပြပေးသွားမှာပါ present perfect tense ကိုဟိုတော့ငါပြောခဲ့တဲ့ tense တွေလိုမျိုးပဲ using နဲ့ positive ကိုတပို့ပြီးတော့ negative နဲ့ question ပြီးတော့သူရဲ့ keyword တွေဘယ်လိုမျိုး keyword တွေတွေ့မလဲဆိုတွေ့ရင် present perfect tense လေးသုံးရမလဲဆိုတာကိုဗီဒီယိုသုံးပုံလေးခွဲပြီးတော့ပြောပြပေးသွားမှာပါဒီနေ့အားကြလို့ရှိရင် using နဲ့ positive ကိုပြောပြပေးသွားမှာပါ present perfect tense ကိုမြန်မာလိုမျိုးဘယ်လိုမျိုးပြောရမလဲဆိုရင်သူကပြစ္ဆုတ်ပံပြပြချင်းကာလပေါ့သူကပြပြချင်းကာလအဖြစ်အပျက်တစ်ခုကအတိတ်မှာစတင်ခဲ့တယ်အဲ့ဒီအတိတ်မှာစတင်ခဲ့တဲ့အဲ့ဒီအဖြစ်အပျက်ကဒီပြစ္ဆုတ်ပံမှာလာပြီးသွားတယ်အဲ့လိုမျိုးပြီးချင်းဒီပြစ္ဆုတ်ပံမှာပြီးသွားတဲ့ဟာဖြစ်တဲ့အတွက်ကြောင့်မလို့သူက present perfect tense ဖြစ်ပါတယ်ဒီစေဘယ်နေရာတွေမှာအသုံးပြုရမလဲဆိုရင် we use present perfect tense for experience ကိုအတွေ့အကြုံရှိခဲ့ဘူးတဲ့ဟာကိုသွားဖူးတယ်လောက်ဖူးတယ်အဲ့လိုမျိုးဆိုရင်တော့ present perfect tense နဲ့သုံးပြီးတော့ပြောတယ်ပြီးတော့ action with no exact time ဥပမာအချိန်တိတိကျကျမရှိဘူးအချိန်တိတိကျကျမရှိနေတဲ့အဲ့လိုမျိုးလုပ်ဆောင်ချက်တွေအတွက်ကိုလည်း present perfect tense သုံးတယ်ပြီးတော့ကိုယ့်ရဲ့အဖြစ်အပျက်ကအတိတ်မှာစခဲ့တယ်ပြီးတော့ဒီပြစ္ဆုတ်ပံမှာပြီးသွားတာအဲ့လိုမျိုးအတွက်ဆိုရင်လည်း present perfect tense ကိုသုံးပါတယ်ပြီးရ positive form လေးပေါ့ positive form မှာကြာလို့ရှိရင်သူ့ရဲ့ structure က I you we they ဒီလိုမျိုး plural subject တွေအတွက်ဆိုရင်တော့ H A V E have ပြီးတော့ but three အဲ့လိုမျိုး have တို့ has တို့ had တို့ရဲ့နောက်မှာဆိုရင် but three ပဲလိုက်ပါတယ် H A V E have but three ပြီးတော့ he she it ပြီးတော့ singular subject တွေပေါ့အဲ့လိုမျိုးအတွက်ဆိုရင် H A S have but three has but three နဲ့လိုက်ပါတယ် Okay example နဲ့ဒီတိုင်းอ่ะ I have visited Bangkok I have visited Bangkok ဒါ Bangkok ကိုအလဲသွားပြီးပေါ့အလဲသွားပြီးကိုယ့်ရဲ့ဒါကိုယ့်ရဲ့ experience ကိုပြောပြတာအလဲသွားပြီးပြီးတော့ she has finished her work သူမသူ့ရဲ့အလုပ်ကိုပြီးသွားပြီးခုပဲပြီးသွားလို့မျိုးပြီးသွားတာဒါကကြတော့သူကဘယ်ချိန်မှာစားခင်မှမသိဘူးကွာဒါပေမဲ့သူကအချိန်တိတိကျကျလည်းမပြောထားဘူးပြီးသွားတယ်ဆိုတာပဲသိသွားတာအဲ့လိုမျိုးပုံစံအတွက်ဆိုရင်တော့ present perfect tense ကိုသုံးတယ်ပြီးတော့ they have eaten already သူတို့ကစားလိုက်ပြီးပေါ့စားပြီးအဲ့လိုသက်ဆိုရင်တော့ present perfect tense လေးသုံးပါတယ်ကြတော့သူ့ရဲ့ using နဲ့ positive form လေးပဲဖြစ်ပါတယ်ကိုကအဲ့လိုမျိုး usage ကိုသိထားမယ်ဆိုရင်သူ့ရဲ့ positive form ကဘယ်လိုမျိုးလေးလဲအဲ့ဒါကိုသိမယ်ဆိုရင်ကိုကဒီ tense ကိုသိထားလဲအသုံးပြုတတ်သွားမှာပဲဖြစ်ပါတယ် Okay thank you for watching until the end and next video we'll learn about negative and question form of present perfect tense Okay bye bye and see you in the next video